ပတရားဆိုတာနဲ့ကမ်းခြေကိုပဲတီးကြတာများပါတယ်ဒီနေ့ကတော့ The Century or 2ကိုတွားရောက်လက်ပတ်မှာဖြစ်ပါတယ်လက်မှတ်ဖြစ်ပြီဆိုတာနဲ့သူကလက်ပတ်လေးပတ်ပြလိုက်ပါတယ်လက်ပတ်လေးတွေပတ်ပြီးတော့ကျွန်တော်တို့အောက်ကိုဆင်းသွားရပါတယ်အောက်ဆင်းတဲ့တရားလေးကနည်းနည်းကျင်းပြီးတော့တက်သားလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုက view site ဆင်းဖို့တော့လိုအပ်ပါတယ်ဒီအဆောက်အဦထဲမှာဆိုရင်ဒီအဆောက်အဦတစ်ခုလုံးရဲ့ဘူးလက်ရာတွေဒီထဲမှာကျွန်တော်တို့ print through ပြုလုပ်တာဖြစ်ပါတယ်ရှေ့ကမြင်နေရတဲ့အဆောက်အုံဒီလီယာအဆောက်အဦတစ်ခုလုံးရဲ့ပုံစံငယ်လေးဖြစ်ပါတယ်ဒီမှာဆိုရင်အဆောက်အဦတစ်ခုလုံးကိုကျွန်တော်ဘယ်လိုမျိုးကြီးဆောက်လုပ်တယ်ဘာနဲ့ဆောက်လုပ်တယ်ဆိုတာကိုအသေးစိတ်ရှင်းပြနေတာဖြစ်ပါတယ် Here, this is a one in paint and one in wedge. Then to lock this one together. Originally, this is what they use as a nails like that. Come forward, everybody. Inside. My group is over here, please. We don't want to close traffic jump with the other group over there. So let's come closer on this side here. Right here, please. Everybody, this is our balcony here. It is inspired by Singhabadjuran or Royal Balcony. It is used for granting the public audience and special occasion. Everybody, this is also the most beautiful spot for taking pictures. Alright. Everybody on the roof there, that is what we call Brahma, the four golden state of mind, which are love kindness, compassion, အစာအုပ်အတွင်းထဲကိုရှေ့ရမြင်နေရတဲ့လေကားလေးကနေပြီးတော့ဝင်ရတာဖြစ်ပါတယ်လေကားမှာဆိုလို့ရှိရင်လည်းအရန်လာတဲ့ဖေတုကလက်ရရင်လည်းကိုထုစစ်ပုံထားတာဖြစ်ပါတယ်အစာအုပ်အတွင်းပိုင်းရောက်ပြီဆိုတာနဲ့အစာအုပ်အတွင်းထဲမှာရှိတဲ့ဖေတုကလက်ရတွေရုပ်ထုတွေရဲ့တမိုင်းကြောင်းတွေကိုအသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးပါတယ်So everyone deserves the same treat and respect because we are all the same human being. Okay, so this is the first one here. တနားရီလောက်သူရှင်းပြပြီးတာနားထောင်ပြီးသွားပြီဆိုရင်ကိုချိန်တဲ့နေရာသွားပြီးတပ်ပုံလေးဗီဒီယိုတွေစပြီးရိုက်လို့ရပါပြီကျွန်တော်တော့နေ့လေကင်းတော့မှသွားတာဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့နောက်ကျရဲလို့ပြောလို့ရပါတယ်အဲ့တော့ကိုကသွားမယ်ဆိုရင်မနေ့အစောပိုင်းလောက်ကလေးကသွားပြီးဒီနေ့တော့ရိုက်ဖို့အကြံပေးပါတယ်ဒီနေ့ညနေခင်းကတော့ The Century of 2မှာတပုံနေရရင်လည်းအချိန်ကုန်ခဲ့တာဖြစ်ပါတယ်ပတရားရောက်ဖြစ်ခဲ့ရင်ကျွန်တော်ထင်ရှားနေရတဲ့ခုဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ပေးပြီးတော့တွားရောက်တက်ပတ်တင်ပါတယ်